ကိုတော်နဲ့ကရွှေတွေလှဲတွေနဲ့တင်ပြီးတော့ရွှေတင်းကားတွေအပြည့်ခင်းသစ်ပင်ကြီးတွေဆိုရင်ပြိတ္တိနှစ်ပေပတ်လက်ရှိနှစ်ပေပတ်လက်ကိုတိုင်းထွာပြီးအဲ့ထဲမှာပုံထားပြီးအဲ့တော့မြို့ရဲ့အပြင်ဘက်မြို့တဲ့မနီမဝေဆုံးခံလို့လဲလွဲတဲ့မြို့တွေကအတန်လက်ကြောင်းကိုမကြားရဘူးအဲ့လိုနေရာမျိုးလေးကပြိတ္တိဇေတမင်းသားရဲ့ဥယျာဉ်သွားတွေ့ဇေတမင်းသားဥယျာဉ်သွားတွေ့တော့ဇေတမင်းသားကလည်းပြိတ္တိကောသလဘယင်နဲ့ညီကိုဗျာညီကိုဆိုကြတဲ့ကသူလည်းဘယ်ညံ့စိတ်ဆင်းရဲလို့ပြိတ္တိစိတ်ညစ်စရာကြီးလို့အဲ့ဒီဥယျာဉ်နဲ့သွားရင်စိတ်ညစ်တာတွေပြေသွားတာတဲ့သူကအဲ့ကြောင့်ဥယျာဉ်လေးကိုတတစိတ်ညစ်ဥယျာဉ်နဲ့သွားနေအဲ့ဒီမင်းသားနဲ့သွားတွေ့ဖယားကြိုက်တဲ့နေရာမျိုးလေးဖြစ်နေလို့မင်းသားတဲ့ဒီဥယျာဉ်လေးများရောင်းဖို့အစီအစဉ်မရှိဘူးလားပေါ့ရောင်းဖို့အစီအစဉ်မရှိဘူးလားဆိုတော့ရွှေတင်းကအပြည့်ခင်းပေးရင်သဘောပေါက်ပြီမပြောနဲ့သဘောပေါက်ပြီမပြောနဲ့ဆိုပြီးတော့နာတပင်တတိကအိမ်မှာဂိုတော်နဲ့ကရွှေတွေလှဲတွေနဲ့တင်ပြီးတော့ရွှေတင်းကားတွေအပြည့်ခင်းသစ်ပင်ကြီးတွေဆိုရင်ပြိတ္တိနှစ်ပေပတ်လက်ရှိနှစ်ပေပတ်လက်ကိုတိုင်းထွာပြီးအဲ့ထဲမှာပုံထားပြီးအဲ့တော့မင်းသားကမေခဏဒါဘာလုပ်တာခမည်းပဲရွှေတင်းကပြည့်ခင်းပေးရင်ဆိုတော့ရောက်မယ်လို့ပြောမှာလေရွှေတင်းကအပြည့်ခင်းပေးရင်တောင်မှမရောက်နိုင်ဘူးလို့ကြုံပြောချင်တာအဲ့လိုစကားနှစ်မျိုးမပြောနဲ့ခမည်းကရွှေတင်းကပြည့်ခင်းပေးရင်ဆိုကြတဲ့ကနောက်ကရောက်မယ်ဆိုတဲ့အဓိပ္ပာယ်ပဲအဲ့ဒီမှာအမှုဖြစ်ကြတာတယ်ဗျာဟုတ်လားမြေမှုပေါ့နော်ခုခေတ်မှာမဟုတ်ဘူးဘရလက်ထက်ကလည်းရှိတယ်ဒါတွေကလေအဲ့ဒီမှုဖြစ်ကြတော့ရုံရောက်သွားတော့ပြည့်တယ်ဘလို့တော့မသိဘူးပေါ့ဗျာအနာတပိတထေးကနိုင်သွားအဲ့ဒါပြည့်တယ်ပြည့်ခင်းလိုက်ရတာ18ဂဒေတဲ့အဲ့ဒီခင်းထားတဲ့နဲ့ပေးလိုက်ရနောက်တကကြောင်းဆောက်လိုက်တာက18ဂဒေတဲ့ဟုတ်ပြီလားကျောင်းကြီးကလည်းခန်းခန်းနားနား18ဂဒေကုန်ကြခံပြီးတိဆောက်တဲ့ကျောင်းဆိုတော့အံဩပနန်းကြီးပေါ့အဲ့ဒီခေတ်အဲ့ဒီခါအဲ့ဒီမှာပြည့်တယ်ဇေတမင်းသားကတွေးတယ်ဟာဒီတထေးဒီလောက်ဆောက်မြို့ထဲမှာလည်းမြို့ရဲ့မျက်နှာဖုံးအတွေးခေါ်လဲကောင်းဒီလိုကျောင်းကြီးဆောက်ကြတဲ့ကလှူမယ်တမ်းမယ်ဆိုတော့အံ့ဩစရာကြီးဒီကျောင်းမှာလာနေတဲ့ပုဂ္ဂိုလ်လဲတာမန်ပုဂ္ဂိုလ်မဖြစ်နိုင်နောက်တစ်ချိန်မှာတဲ့ဒီလိုသာသနာသမိုင်းမျိုးတဲ့ငါမပါလိုက်ရရင်နာတော့မယ်ဆိုပြီးတော့18ဂရေခင်းပြီးခင်းဖို့ကြံခဲ့တဲ့နေရာလေးစကားများပြီးကြံတဲ့နေရာရှိသေးတယ်မလားအဲ့ဒီနာကိုတထေးကမင်းသားကမယောင်းဘူးပြောတာကျုပ်မယောင်းလဲမယောင်းတော့ဘူးဗျာတဲ့ကျုပ်လဲကုသိုလ်လေးပါခွင့်ပေးပါဒီနာလေးမုတ်ဦးဆောက်မယ်ပေါ့ဆောက်ပါဗျာဆိုပြီးတော့အဲ့မှာဇေတာမင်းသားကမုတ်ဦးဆောက်တယ်ပြီးတော့